ကလာပါရှင်ဒီနေ့မှာတော့ပေါ့နော်တကယ်ချင်းကောင်းနေဖြစ်ပြီးတော့နောက်ကြမှာတကယ်ချင်းမဟုတ်တော့တဲ့ကောင်းလေးနဲ့ကောင်းမလေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကဲ let's go ပါနော်ဆက်ရကြရအောင်ဗီဒီယိုလေးစခင်မှာကျမရဲ့ channel လေးကို like and subscribe လုပ်ဖို့မိကြပါနဲ့အောင်လို့ရှင်ဟာမနေ့တော့မဟုတ်ပါဘူးဘယ်တော့မှတော့ဟာပြေဖို့ကောင်းလိုက်တာကွာဟဲ့ငါတကယ်ချင်းနဲ့တော့ဆိုရရပဲဟာငါသွားမယ်သူနဲ့ငါဆုံးရတယ်ဟာဆက်ချင်းတော့သူတို့နဲ့ကတဲ့တယ်နောက်ပြီးမှဘာလို့ဖြစ်လို့မတဲ့ရွာလဲကျမလည်းမသိပါဘူးရှင်ဟဲ့တကယ်ချင်းငါတို့လေစော့မယ်လေဟဲ့ငါလည်းညို့စောင့်နေရနေမလားသိလို့အေးအဲ့ဆိုငါလည်းစော့မယ်လေဟဲ့အေးစော့မယ်လာဟဲ့ငါဘာလို့တောင်းမလဲမသိဘူးဟဲ့ငါသိပါပြီငါနေရလေနေရငါပုံမဲ့ဒီတစ်ခါငါပုံမဲ့နေရငါ့ကိုလိုက်ရှာအေးဟုတ်တယ်ဟဲ့နေအဲ့လိုလိုက်ရှာလိုက်အေးအဲ့လိုလို့ရှိရင်ဒီမှာတက်နေတော့မရှိထားလိုက်အောင်နော်အေးအဲ့ဆိုလည်းငါရှာလိုက်အောင်မယ်သွားမယ်ငါဘယ်နဲ့ပေါင်းကောင်းမလဲဘယ်နဲ့ပေါင်းကောင်းမလဲသူကအိမ်နိုင်မှာလိုက်ရှာတဲ့ကောင်ကအိမ်နိုင်မှာပုံမဖြစ်ဘူးတခုနေမှာပုံရမယ်ဟာမင်းနေမှာပုံကောင်းမလဲဟာအပေါ်တက်မြာဖြစ်နေအများကြီးစုတင်နေဟဲ့ဒီနားရပြီဒီနားလေးပုံလာအောင်မယ်ရပြီဒီလောက်ဆိုလုံးရှုံနေပြီဆိုအဲ့လောက်တော့ပုံမယ်ရပြီခိုင်းတာရဲ့နည်းနည်းလေးဟာငါကုန်ထွက်နေကြည့်တော့ရပြီအဲ့ဆိုသူမတိလောက်ဘူးတစေဟဲ့သူတူးပြီလားမသိပါဘူးရပြီတော့ရှာမယ် तू ကအိမ်တိုင်းမှာပုံချင်းပုံတက်တယ်ဒါမှမဟုတ်ပြပင်တိုင်းမှာပုံချင်းပြပင်တိုင်းမှာရှိရမယ်အိမ်တိုင်းကိုသွားကြည့်လိုက်ပါဦးမယ်အိမ်တိုင်းကို तू ကဘယ်နေရာမှာပုံနေလဲမသိဘူးတော့အိမ်တိုင်းမှာလည်းရှာမယ်အိမ်တိုင်းမှာ तू တေချာပေါက်ကိုပုံနေမှာဟာတည်ရဲ့အဲ့လိုနဲ့ तू ကရှာရင်နဲ့ပေါ့ရှင်ဒီအိမ်နာမှာတော့မရှိဘူးအိမ်နဲ့အများကြီးဆိုတော့ငါနေရာထဲတော့ဖြစ်မယ်ကြည့်ရမယ်ဟာဒီအိမ်နာမှာရှိရမသိသူကအဲ့ဒီနားလေးမှာပုံတတ်တယ်ငါတိတာပေါ့သူခဏအမြဲတမ်းပုံနေကြတာတော်ပြီကွာပြစ်ဆိုင်ဟဲ့ငါသူ့ဆက်ပဲစီနဲ့လက်ရှာရှင်တော်သူ့တွေ့လောက်တယ်စပိန်သွားစီအောင်ပါဟဲ့စပိန်စီဖို့ငါစပိန်ဘယ်နားမှာရောငါအိမ်မှာရှိရပဲလာဒါလည်းဟာစပိန်သွားယူမယ်သွားလိုက်အောင်မယ်ဟိုမှာစပိန်တော့တွေ့ပြီငါအဖေနဲ့အမေကရန်ကုန်မှာဆိုတော့ငါစပိန်အတိတ်တွေဝယ်ခိုင်းဖို့ခါဝယ်လို့မရအောင်စပိန်ရလည်းဟောင်းနေပြီးငါကအပြာရောင်မကြိုက်ဘူးအပြာရောင်နည်းနည်းကြိုက်တာငါကခရမ်းရောင်အရင်ကြိုက်တာငါခရမ်းရောင်အရင်ကြိုက်တာအဲ့ဆိုတော့အဖေမေကလည်းမွေးပေးဘူးသူတို့ဒီစာကူအမျိုးပြောင်းလာမှပဲအဖေအမေကိုပူစားလိုက်တော့မယ်ဘယ်နိုင်မသွားမလဲဘယ်နိုင်မှာဟိုဘက်ကငါမကြည့်တော့ဘူးဟိုဘက်ကခေါင်းမူးနေပြီးသူဒီဘက်မှာချူချာပုံတက်တယ်အဲ့ဒါမို့ဒီမှာပဲကူးလိုက်ဒီမှာပဲလိုက်ရှာလိုက်တော့မယ်သူဒီကားထဲမှာပုံနေမလားဟာမပုံဘူးတော့ဟာဘာလို့တော့ဟာပြန်ထွက်ရတော့မယ်သူကဘာဖြစ်လို့ဘယ်နိုင်မှာပုံနေမှမသိဘူးအကြိုက်ပဲဟာဟိုဘက်ကတည်းကဒီကွာသူကစပိန်မလေးသူ့ရဲ့ဝါဒနာတော့ရီကူတာပေါ့ရှင်ငါရီကူချင်နေပြီတကယ်ချင်းနဲ့ဟိုကောင်ရှာပြီးမှရီတော့ကူတော့မယ်
အော်ဒါကလည်းကွာအဲ့ဘာလို့ဒါဘာလို့မြင်လိုက်ပါလေဘာရောင်နဲ့မကြည့်ဟဲ့ဟိုကလက်ကြီးထွက်နေရဟာကဘာလည်းမကြည့်တော့မဟုတ်တော့ဘူးကတော့ကြည့်ရမယ်ကွာဘယ်တော့မှလည်းမကြည့်ဟဲ့နေတွေ့ပြီဟာနေကတွေ့ပြီဟောနီးကလည်းမြင်မြန်တွေ့ရပဲနော်အေးဟုတ်တယ်အဲ့ဆိုလေလာတော့သွားမယ်အေးသွားမယ်လာခဲ့ဟာငါတို့ဘယ်သွားမလဲစပိန်နဲ့လာလားအေးဟုတ်တယ်ဒီစပိန်ထားခဲ့လိုက်တော့မထားခဲ့ဘူးငါယူမှာပေါ့အေးအဲ့ဆိုငါလည်းစီးလိုက်တော့မင်းအနောက်ကလေးခဲ့အေးပြီးရပဲဖြည်းဖြည်းသွားငါဆက်ပြီးညို့စီခါလာစုပြတ်တက်သွားအောင်မယ်ဟဲ့နေစပြုံဒီတော့မှထားခဲ့လိုက်လေငါဘယ်သူမှလည်းမခုံးတော့ပါဘူးအေးတမ်းမယ်အဲ့ဆိုလည်းပြီးရပဲလာသူဆော့နေရီကူကရောက်သွားပြီးတော့အဲ့မှာဆော့ရပေါ့အဲ့နဲ့အချိန်လေးကုန်သွားပြီးနောက်တစ်နေ့ရောက်သွားခဲ့ပါတယ်လာအိမ်မှာပဲနေရပြေးလိုက်တာဟိုကမင်းငါဆော့နေကြလို့သူ့သွားခေါ်ရမယ်မနေ့တိုင်းမနေ့သူနဲ့ပဲဆော့ရသူကနွေရာကြီးကျောင်းပဲရုံမကျောင်းမတက်ရတော့ပါဘူးရှင်ဟိုကဘာလို့လဲဟဲ့သူအပြီးမဆော့နေပါအော်ဟိုမှာဟဲ့ငါလို့လေသွားမယ်လေဟဲ့နေအင်းကြီးဘလို့ဝတ်ထားလဲငါလည်းဖုန်းမယ်ဆိုအဲ့ဒီအင်းကြီးမွန်းနဲ့ဟာငါဝတ်ချင်လို့ဘာဖြစ်လဲဟာနေမွန်းနဲ့လေနေအဆိုမွန်းနဲ့အဲ့လိုနဲ့သူလူကရံဖြစ်ကြပါတယ်တဲ့မဟုတ်ဘူးနေမလောက်နဲ့တော့ငါမိတ်ကလေးအေးနေလန်းငါ့ကိုအဲ့လိုမပြောနဲ့လေငါဝတ်ချင်တဲ့ဟာဝတ်မှာပေါ့ညငါတော့နေကအကြည့်မကောင်းအဲ့လိုနဲ့ရဲပြကြတဲ့တဲ့အဲ့ဆိုလေပြီးရပဲအဲ့ဆိုနေကငါထားလိုက်ရင်ငါအရှော့ပြီးထားဟဲ့ငါမိန်ကလေးအရှော့ပြီးငါစိတ်ဝင်စားငါရင်းနဲ့သွားတိုင်မှာငါအဖေနဲ့အမေလည်းသွားတိုင်မှာဟဲ့နေမှာလည်းအဖေမင်းရှက်မုံငါမှလည်းရှိတယ်အေးအဲ့ဆိုလေရရင်ထားလိုက်တော့ခုတ်လိုက်မယ်အခုတော့ငါတို့သွားဆော့မယ်အဲ့လိုလေသူကပြန်တိတ်ကြရတယ်လာငါတိတ်ပြောင်းမယ်ငါညို့ဟင်းချက်တစ်ခုပြမယ်ငါအမေရလေမဟုတ်ငါအမေတော့ဖြစ်တယ်ငါတူပုံမှာလေဟင်းချက်တဲ့ဒီတင်ထားတာငါအဲ့ဒါရသွားပြီဟဲ့ညို့ငါပြမယ်နော်အေးနေမကောင်းတဲ့ဟာမပြောင်းလို့ပြီးတော့ YouTube ပေါ်ကလေအစိတ်တွေလည်းမခတ်ထားတယ်နော်အေးပါဟာနေရတယ်ငါကိုတကယ်ချင်းအစိတ်မထည့်တာပါဘူးတော့ညို့ဘာစေးမှလည်းမထည့်ဘူးဒီတိုင်းပဲဟင်းမှာပေါဝင်တဲ့ဟာပဲထည့်ပါပြရပဲလာထိုင်နေဒီမှာထိုင်လိုက်ထိုင်လို့ပြရပဲထိုင်မယ်လာနေနေထိုင်လာဖို့ဟာနေရတယ်ခဏနေငါဟိုဟာဒီလောက်ပဲဟိုင်မှာဟောဘာမှမဟုတ်တော့ကနေ့အမနေနော်ငါဟင်းချက်ပေးမယ်အေးကောင်းလေးချက်နော်အေးပါဟင်းလေးကငါ့ကိုမယုံဘူးလားမယုံညငါလုံးဝမယုံအေးကျေးဇူးလာဟဲ့ခဏလေးတော့ငါရတော့မှာငါမြင်လောက်ညာဟဲ့ဟိချုံကလည်းကုန်နေပြန်ပြီကွာငါဘယ်လိုလုပ်ရမှာဟိချုံအစားတရားလေးနဲ့ထားလိုက်မယ်ကျန်းနဲ့ထားလိုက်ဘာဖြစ်ပါ့ခါဟေးရသွားပြီရစားလို့ရပြီအေးရောနေရတာကြိတ်တယ်မနေရတာဆိုင်ငါရတာမကျူအမလေးအန်ဂျလိုက်တာဟဲ့နေဟာရဘလို့လေအချိုးနေရပဲနေပါထိုင်တာဩဟိတ်ဆုံမရှိလို့စားလေးပဲဘာလို့တရားလေးပဲထိုင်ထားတာပါနေဘာလုပ်နေရလဲစားတိုင်းတော့ဘူးငါညတော်လေးကိုလက်ပေါက်ခတ်တဲ့ကောင်မပဲဟမ်အဲ့ဝန်တို့နဲ့ငါလည်းမတိတ်တော့ဟဲ့ဘာဖြစ်လို့လဲငါတို့စားနေအောင်အေးနိလက်ရနေပဲပြန်ကောင်းနေငါတို့မကောင်းဘူးတဲ့ချိုးတူးနေရပဲသူကဒီမှာအန်လိုက်တော့သူ့ရဲ့အန်ဖတ်တရားဒီနားမှာပြည့်ချံကုန်ပါလေဘလို့လဲဟဲ့နေအန်ဖတ်ကြီးကျုံးခဲ့ဦးငါမကျုံးနိုင်ဘူးနေအဲ့မတည့်တာငါပွားပြီငါပွားရမယ်ဒီဘာမှမဟုတ်နဲ့အမယူနေရည်နေဟာလေအချိုးနေရတယ်ဟာချိုးနေရပဲမသိကြကြားလုံးထောင်ကပူချိုးသေးရဲ့ဟဲ့ငါဟာအဲ့လိုမချိုးဘူးဟဲ့နေအန်ဖတ်ကြီးကြည့်အောင်အန်ဖတ်ကြီးဘာလို့ထားခဲ့ရလဲညအန်မမတည့်ရညကမခုံအေးမခေါ်နဲ့ငါလည်းညမခေါ်ဘူးညငါမခေါ်နဲ့ပေါ့ဟဲ့အဲ့မနေတော့မတည့်ရသွား
နင်ငါ့ကိုတွန်းတယ်နော်အေးငါတွန်းတယ်ဘာဖြစ်လဲမြို့လည်းငါလုံမှာဟာနင်ငါ့ကိုလုံမေတယ်ဟာလုံလည်းမလုံနိုင်ပဲနဲ့ငါ့ကိုလာပြီးအာမချောက်မှာနဲ့ငါလုံနိုင်တယ်နင်ဆက်တော့ကိုလုံတယ်လေဟာကျုပ်ကွာနင်ကငါတွေ့ကြပြီတော့ဟာအဲ့လိုနဲ့ဒီအိမ်ထဲမှာတော့ငါမလုံနဲ့နင်လုံမယ်ဟုတ်ငါလုံတယ်ဟာလုံသွားလို့အေးနင်လည်းငါလုံမှာဟာယောအဲ့လိုနဲ့အတန်နေစုညံနေခဲ့ပါတယ်အားလုံးကိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီဗီဒီယိုဆာကူရာပုံပြင်လေးတွေကြည့်ရှင်တော့ကျမရဲ့ဗီဒီယိုကျမရဲ့ပေါ့နော် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့လို့နော်ဒီမှာတော့သူတို့တွေကဖြစ်နေကြတော့ပေါ့ရှင်ကျမလည်းမကြည့်ရှင်ပါဘူးနှုတ်ကလုံးမှာကဲတော့ရှင်ဒီမှာပေါ့နော်ယောက်ျားလေးကြောင့်မိန်းကလေးကြောင့်ကိုအနာကျနေပါရဲ့ဗျာ